စီဆိုင်တွေမှာစီပြည့်အောင်မရောင်းနိုင်ဘူးဆိုလို့ရှိရင်စီတွေကိုဂါလံပြည့်အောင်လီတာပြည့်အောင်မရောင်းဘူးဆိုလေတမင်ခြံထားခဲ့ရင်ဒါအရိဏဒါနပဲဝယ်တဲ့ပုဂ္ဂိုလ်ကလီတာ90နှုံပေးတယ်ကိုကပေးလိုက်တာလီတာ40ပဲရှိတယ်ဆိုလို့ရှိရင်ဒါလီတာ10လီတာဘိုးခိုးလိုက်တာပဲဈေးအောင်ဈေးဝယ်လုပ်တဲ့အခါမှာအတုတွေထည့်ရောင်းသလားတန်မိုးကြီးတဲ့အရာနဲ့တန်မိုးသေးတဲ့အရာတန်မိုးသေးတဲ့အရာကိုရောထည့်ပြီးတော့တန်မိုးကြီးတဲ့ဈေးကိုယူတာမျိုးလဲအရိဏဒါနပဲဒါအရိဏဒါနဆိုတာအရာထဲမှာတခိုးလို့အော်ခံရမှဖြစ်တာမဟုတ်ဘူးအမတန်မှသတိထားစရာကောင်းသူရဲ့ပစ္စည်းကိုယူတယ်ဆိုတဲ့နေရာမယိုးသားတဲ့စိတ်နဲ့ယူတာမှန်သမျှဟာအရိဏဒါနအလေးမမှန်တာပစ္စည်းမမှန်တာရောပြီးတော့ရောင်းတာဒီလိုဟာကအစအတုနဲ့အစစ်လှုပ်တာတွေကအစအရိဏဒါနအဲ့ဒီအရိဏဒါနဒီဘဝအတွက်တော့သူများစီကနှိုက်ယူလိုက်လို့ရတာလေးတော့ဟုတ်တယ်အဲ့ဒီရလာတဲ့ပစ္စည်းတွေဟာကိုယ့်အတွက်မှာတန်တရားကြွေးကြီးတွေဖြစ်တာအင်တမကြောက်ဆက်ကောင်း